မွေမင်းသားဟာမီးလောင်ကျွမ်းမှုကြီးထဲမှာပိတ်မိပြီးအသက်ဆုံးရှုံးတော့မဲ့အခြေအနေကိုရောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာရွာသားတယောက်ကတုတ်တချောင်းနဲ့မွေမင်းသားကိုဆွဲထုတ်ခဲ့တင်ခဲ့ပါတယ်။ဒါအပြင်သူ့မှာကြန့်ရှိနေတဲ့ရေနောက်ဆုံး14ကိုတောင်မွေမင်းသားပေါ်လောင်းပေးခဲ့ပါတယ်။အသက်ကယ်ပေးတဲ့ကျေးဇူးကိုပြန်ဆက်ချင်တဲ့မွေမင်းသားကသူ့ရဲ့ငကားနိုင်ငံကိုလိုက်လည်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ရွာသားလည်းယုံကြည်ပြီးမွေမင်းသားနောက်ကိုတောင်နဲ့ထဲအထိလိုက်သွားခဲ့ပါတယ်။ခဏအကြာမှာတော့ကြောက်တုံးအကြီးကြီးတုံးရှိကိုရောက်လာခဲ့ပါတယ်။မွေမင်းသားကစကားတခုမှမပြောဘဲကြောက်တုံးအောက်ထဲကိုရှိုးဝင်သွားခဲ့ပါတယ်။ရွာသားကကြောက်တုံးကိုဖယ်လိုက်တဲ့အခါလှုပ်ဝက်ဝင်ပေါက်တစ်ခုပေါ်လာခဲ့ပါတယ်။လမ်းကြောင်းအတိုင်းအောက်ကိုဆင်းသွားလိုက်တဲ့အခါသူ့ရှိမှာအမခန်းခန်းနာတဲ့နန်းတော်ကြီးတစ်ခုပေါ်လာတာကိုတွေ့လိုက်ရပါတယ်။မွေမင်းသားကလမ်းပြပြီးနဂါးဘရင်စီကိုခေါ်သွားခဲ့ပါတယ်။နဂါးဘရင်ကလူသားကိုတွေ့တာနဲ့အမီးကိုမြေကြီးပေါ်ပြင်းပြင်းထန်ထန်ရိုက်ပြီးတတိပေးလိုက်ပါတယ်။ရွာသားလည်းကြောက်လန့်တုန်ရင်နေချိန်မှာမွေမင်းသားကနဂါးဘရင်ရဲ့လက်ပင်ကိုပတ်တွယ်ပြီးဒီလူကသူ့တက်ကိုကယ်တင်ခဲ့တဲ့ကျေးဇူးရှင်ဖြစ်ကြောင်းအလင်းအမြန်ရှင်းပြလိုက်ပါတယ်။အဲ့ဒီအခါမှာနဂါးဘရင်ကစိတ်လျှော့လိုက်ပြီးကျေးဇူးဆက်တဲ့အနေနဲ့ရွေးချယ်ခွင့်တစ်ခုပေးလိုက်ပါတယ်။တစ်ခုကတရိษံအားလုံးရဲ့စကားကိုနားလည်နိုင်တဲ့စွမ်းအားနောက်တစ်ခုကရွှေအိတ်တဲ့အိတ်ရွာသားကအချိန်တော်ကြာစဉ်းစားနေခဲ့ပါတယ်။ငွေကလည်းအရန်လိုအပ်နေပေမဲ့တရိษံတွေရဲ့စကားကိုနားလည်နိုင်မဲ့စွမ်းအားကပိုပြီးဆွဲဆောင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာတရိษံဘာသာစကားကိုနားလည်နိုင်တဲ့စွမ်းအားကိုရွေးချယ်လိုက်ပါတယ်။စွမ်းအားရပြီးနောက်အိမ်ကိုပြန်လာခဲ့ပါတယ်။ဒီနေ့မှာတော့အပင်အောက်မှာအနားယူနေစဉ်ငှက်နှစ်ကောင်စကားပြောနေတာကိုကြားလိုက်ရပါတယ်။သူတို့ပြောနေတာကသူ့နောက်ကအပင်အောက်မှာရွှေတင်ကားအများကြီးမြုပ်ထားတဲ့ဆိုတာပါငှက်တွေကတော့ဒီလူဟာသူတို့စကားကိုနားလည်နိုင်မှလုံးဝမသိကြပါဘူး။အဲ့ဒီညမှာပဲရွာသားကပစိန်တလက်ကင်ပြီးအပင်စီသွားခဲ့ပါတယ်။အပြင်းပြင်းနဲ့ခုတ်လဲလိုက်ပြီးမြေကြီးကိုလက်နဲ့တူးဖော်လိုက်တဲ့အခါတိတ်မကြခင်မှာပဲရွှေတင်ကားတွေနဲ့ပြည့်နေတဲ့ချင်းတောင်တစ်လုံးကိုတွေ့လိုက်ရပါတယ်။ရွာသားကအလွန်ဝမ်းသာသွားပြီးအဲ့ဒီရွှေတွေနဲ့နေရာတွေဝဲကအင်ကြီးတစ်လုံးဆောက်ပြီးချမ်းသာတဲ့ဘဝကိုစတင်နိုင်ခဲ့ပါတယ်။ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေ။ကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်။